ဖြစ်မှာပေါ့အဲ့ဒီတော့ဘာလို့အဲ့လဲဆိုတော့ဒီသူများတက်ပြီးတော့မှစီဝါရှာတဲ့တကားတဲ့လှုပ်ပြီးမှစီဝါရှာတဲ့သူတွေဒီဒါသူများတက်ရတာပဲအဲ့ဒီလိုစီဝါရှာတဲ့သူတွေဒီအကုသိုလ်ကရမ်းကြီးတဲ့အတွက်ကြောင့်ကုသိုလ်ကောင်းမှုတွေများစွာပြုလုပ်ဖို့မလိုအပ်ဘူးလားလိုအပ်ပါတယ်ဗျာနော်မိသားစုတစ်ခုဆိုကြပါစို့မိသားစုတစ်ခုမှာဒါမိသားစုတစ်ခုနဲ့နိုင်ရှင်ပြီး၅ပါးသီလကိုပြောကြမယ်ဆိုရင်သူများအသက်ကိုတက်ပြီးတော့မှစီဝါရှာတာကောင်းရလားနော်ဒီသူများအသက်ကိုတက်ပြီးတော့မှစီဝါရှာမယ်ဆိုရင်ကိုမိသားစုမှာရောကြည်ပြူကြမှာလားမကြည်ပြူဘူးဒါပေမဲ့စီဝါရေးရလုပ်တယ်ဆိုတော့လုပ်ရတော့မှာစီဝါရေးရဘာလို့လုပ်တယ်လဲဆိုရင်သူများအသက်ကိုတက်ပြီးတော့မှစီဝါရှာတာတပည့်တော်ကဒီလုပ်ငန်းတစ်ခုပဲတွန်းကြမှာတော့မလုံးနဲ့လို့ပြောရင်တော့ထမင်းစားကြရမရှိတော့ဘူးပေါ့နော်အဲ့တော့လုပ်ရမှာအဲ့ဒီအကုသိုလ်ကံတွေကိုကိုကပြုတ်နေတဲ့အတွက်ကြောင့်ဒါစေတနာကအဓိကကြတယ်သူများတက်တဲ့နေရာမှာနော်ဦးဇင်းတို့ဒါလူလောကမှာလူသက်တဲ့ဥပဒေလူသက်လို့ထောင်ကြတဲ့ဥပဒေတွေရှိရမို့လားစေတနာကဘယ်လောက်ထိတက်ရောက်သွားလဲဆိုရင်ဒါလူတယောက်ကိုတက်လိုက်ပြီးဒါနဲ့တစ်ချက်ခုတ်တက်လိုက်တယ်ဆိုရင်ဒီလူကထောင်9နှစ်ကြာမယ်ဆိုရင်ဒါနဲ့တစ်ချက်တည်းခုတ်တဲ့အတွက်ကြောင့်လူသက်မှုတစ်ခုတည်းနဲ့သူဒီထောင်တာ9နှစ်ကြာသွားတယ်ဆိုကြပါစို့သူကစိတ်ရှိလက်ကြီးဒါနဲ့ချက်ပေါင်းများစွာထိုးတယ်10ချက်15ချက်လောက်ထိုးတယ်ဒါ9နှစ်နဲ့ရပါမလားနော်သူ့ရဲ့ဥပဒေရဒီထိုးချက်တွေရဲ့စေရနာပေါ်မူတည်ပြီးတော့မှဥပဒေကထောင်နှံကြီးကများတဲ့များသွားတာဘာပါသွားလဲစေရနာပါသွားတယ်ဩငါဒီမိသားစုအတွက်သူများအသက်ကိုမတက်ချင်မဲ့တက်ရပါလားသူများဒီအလုပ်ကိုမလုပ်ချင်မဲ့လုပ်ရပါလားစသည်ဖြင့်စေရနာအနေငယ်ရော့ပြီးတော့မှဒီလုပ်ငန်းကိုလုပ်မယ်ဆိုရင်အကုသိုလ်တွေကဖြစ်နေတာပဲမဲ့နေသွားတယ်နော်အဲ့တော့မိသားစုတွေဆိုမှမကောင်းမှုရှောင်ဆိုတာကအကုသိုလ်တစ်ခုကိုဒါသူများတက်ကိုတက်တာလေမိသားစုတစ်ခုမှာမိသားစုတစ်ခုနဲ့ကြည့်မယ်ဆိုရင်သူများတက်ပြီးတော့မှစီဝါရှာတာလည်းမကောင်းဘူးသူများဥစ္စာခိုးတာလည်းမကောင်းဘူးသူများသားများပြမားတာလည်းမကောင်းဘူးလိန်ညာပြောတာလည်းမကောင်းဘူးနော်ရက်တိစာတောက်စားတာလည်းမကောင်းဘူးရက်တိစာတောက်စားတာမကောင်းဘူးဆိုတာဘာကြောင့်လဲဆိုရင်ဒီရက်တိစာတွေတောက်စားပြီဆိုရင်မူရစ်စေတဲ့အရာကတတိမိသွားတယ်နော်ရက်တောက်ဖို့လေရက်တောက်ကြတယ်မဟုတ်လားနော်မတောက်ကြနဲ့ရက်တွေတောက်ရင်လည်းအသက်တူကြတယ်ရက်တောက်တယ်ဆိုတော့ဒကမာကြီးရဲ့ဒကာကြီးတွေပဲကြည်နေကြတာနော်ရက်တောက်တယ်ဆိုတော့ဒကာကြီးတွေပဲပြောတယ်ထင်တာလားမသိနော်ခုခေတ်ကဘာဖြစ်လာ ਈ လဲမိန်းကလေးတွေလည်းရေမောင်တန်းလာတာတွေတွေ့ရဲ့ဒီတောက်စားခြင်းကိစ္စတွေအင်မတန်မှကြည်ရမရှိမှမလို့ငါသူများတက်ကိုတက်ကျွေးတယ်ရှာကြံပြီးတော့ခွင့်လို့မရဘူးလားခွင့်လို့ရသေးတယ်နော်လိန်ညာပြီးတော့မှစီဝါရှာတဲ့သူတယောက်ကလည်းဩငါသားသမီးငတ်မှာမို့လို့ငါရဲ့သားမီးတွေငါရဲ့ဇနီးမယားတွေထမင်းစားစရာမရှိမှမို့လိန်ညာပြီးကျွေးတယ်ဆိုရင်တို့တော်ကောင်းတို့နည်းနည်းခွင့်လို့ရသေးတယ်မိမဖြစ်တဲ့သူစိတ်ဆင်းရဲမှမို့သားသမီးတွေစိတ်ဆင်းရဲမှမို့ငါလိန်ညာ